တာမန်ပစ္စည်းလေးတစ်ခုကိုတန်ဖိုးအစတရာလောက်ခုန်တက်သွားအောင်ဘယ်လိုလုပ်1912ခုနှစ်တုန်းကတိုက်တန်နစ်တင်မော်ကြီးနစ်မြုပ်ခဲ့တဲ့အချိန်မှာနိုင်လေးတစ်လုံးပသွားခဲ့ပါတယ်အဲ့ဒီနိုင်ကိုပြန်လဲဆယ်ယူတဲ့အချိန်မှာတန်ကြီးတွေတက်ပြီးတော့အဲ့ဒီနိုင်ကသုံးစားလို့မရတော့အောင်ပျက်စီးနေခဲ့တယ်ဒါပေမဲ့အဲ့ဒီနိုင်ကို2024ခုနှစ်ဧပြီလမှာဗြိတိန်ကုမ္ပဏီတစ်ခုကနေလေလံတင်ပြီးရောင်းချတဲ့အခါမှာဒေါ်လာ1.5 million မြန်မာငွေနဲ့ဆိုရင်သိန်းပေါင်း1000နဲ့ချီပြီးတော့ရောင်းချခဲ့ရတာဖြစ်ပါတယ်။ဘာကြောင့်ဒီလိုရောင်းရလဲဆိုရင်အဲ့ဒီနိုင်ကတိုက်တန်နစ်တင်ပေါ်နစ်မြုပ်တဲ့အချိန်ည2နာရီနဲ့24မိနစ်ကွက်တိအချိန်မှာရက်သွားခဲ့တယ်ဆိုတော့သမိုင်းကြောင်းကြောင့်ဒီလိုမျိုးဈေးအများကြီးနဲ့ရောင်းချခဲ့တာဖြစ်ပါတယ်ပစ္စည်းတစ်ခုရဲ့တန်ဖိုးကဘလောက်ကြီးပဲသေးတိမ်နေပါစေအဲ့ဒီပစ္စည်းရဲ့နောက်ွယ်မှာဘလို့တွေအကြောင်းအရာတွေရှိနေလဲဘလို့မျိုးဖန်တီးထားလဲဒီပစ္စည်းကဘလို့မျိုးဖြစ်လာလဲဆိုတော့ storytelling ကောင်းကောင်းတစ်ခုသာပြောနိုင်မယ်ဆိုရင်အဲ့ပစ္စည်းရဲ့တန်ဖိုးကအစ100လောက်ခုန်တက်သွားနိုင်ပါတယ်ဝယ်သူတွေကလည်းဒီပစ္စည်းကအသုံးမဝင်တော့သည့်တိုင်အောင်မှာအဲ့ပစ္စည်းရဲ့နောက်ွယ်မှာရှိနေတဲ့ story ကအရန်ကိုမှကောင်းနေမယ်ဆိုရင်ပစ္စည်းကိုဝယ်တာမဟုတ်တော့ဘဲနဲ့အဲ့ဒီ story ကိုပတ်စံနေပုံအောပေးပြီးတော့ဝယ်ကြပါလိမ့်အဲ့တော့ဒီနေ့မှာလူကြီးမင်းတို့လောက်ရမှာကရောင်းချနေတဲ့ပစ္စည်းတွေအများကြီးတွေကပစ္စည်းတစ်ခုကိုရွေးပြီးအဲ့ပစ္စည်းကိုဘယ်လိုမျိုးထုတ်လုပ်ထားလဲနောက်ွယ်မှာဘယ်လိုအကြောင်းအရာတွေရှိနေလဲဘယ်လိုမျိုးခက်ခဲပင်ပန်းစွာနဲ့ဒီပစ္စည်းဖြစ်လာဖို့အတွက်စ조사ထားလဲဆိုတာတွေကို story တစ်ခုအနေနဲ့ပြောပြကြည့်ပါ content တွေတင်ကြည့်ပါဒါဆိုရင်တော့ပုံမှန်ထက်ပိုပြီးတော့ပိုရောင်းရပါလိမ့်မယ်ပိုပြီးတော့ဈေးကောင်းရပါလိမ့်မယ်ဒီနေ့ကတော့ရက်ပေါင်း60ချဲလိုက်ရင် day 3ဖြစ်ပါတယ်ကိုမမှာလူကြီးမင်းတို့ရောင်းချနေတဲ့ပစ္စည်းကိုမှန်ခဲ့ပြီးမယ်ဆိုရင်ဘယ်လိုပုံစံမျိုးနဲ့ storytelling လုပ်တင်နေဆိုတာကိုကျွန်တော်အကောင်းဆုံးပြန်ပြီးတော့အကြံပေးပါမယ်ကျွန်တော်ကတော့ link ထပ်ပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်